တဲထိတ်ရင်ဘူးကောင်းပြီးမြမအငွေတက်ပါတဲ့တောအုပ်ထဲကအိမ်ပြက်ကြီးဇလန်းတစ်ပုဒ်ကိုဖတ်ပြပေးလိုက်ပါတယ်တောအုပ်ထဲကအိမ်ပြက်ကြီးပကူးရိုးမရဲ့တောနဲ့တနေရာမှာလူသူအရောက်ပေါက်နေတဲ့ရွာပြက်လေးတစ်ခုရှိတယ်အဲ့ဒီရွာရဲ့အစုံဆုံးတစ်ပင်ကြီးတွေအုံမိုးနေတဲ့နေရာမှာတော့နှစ်ပေါင်းများစွာဘယ်သူမှမနေရတဲ့တစ်သားအိမ်ကြီးတစ်လုံးရှိတယ်ဒေတာခံတွေကတော့အဲ့ဒီအိမ်ကြီးကိုတထေးကြီးဦးမင်းခေါင်ရဲ့အိမ်လို့ခေါ်ကြပေမဲ့ညဘက်ဆိုရင်တော့အဲ့ဒီနားကိုဖျက်သွားဖို့တောင်ကြောက်ကြတယ်တရဲမှုဆိုဘွားရိုက်ကူးသူကိုနေတို့ဟာဒီသတင်းကိုကြားပြီးရောက်လာခဲ့တယ်သူ့ရည်ရွယ်ချက်ကဒီအိမ်ကြီးထဲမှာတညအိပ်ပြီးတကယ်တရဲ6မ6ဆန်းတက်ဖို့ပါညနေဆောင်ချိန်မှာကိုနေတိုးအိမ်ကြီးရှိကိုရောက်သွားတယ်အိမ်ကြီးကခေဟောင်းကိုလိုနီခေလက်ရတစ်သားအိမ်ကြီးဖြစ်ပြီးအမိုးတွေကဟောင်းလွှမ်းနေပြီးသတင်းပေါက်တကားတွေကလေးတိုက်တိုင်းကျွီနဲ့မြည်နေတာကဧည့်သည်ကိုမလိုလားတဲ့အတန်လိုပါပဲအိမ်ထဲသို့ဝင်ရောက်ခြင်းကိုနေတိုးအိမ်ထဲကိုခြေချလိုက်တာနဲ့ဆူဆွတ်တဲ့အနံ့အသက်တစ်ခုကိုရလိုက်တယ်အိမ်ခန်းမကျဲကြီးထဲမှာဖုံတွေတက်နေတဲ့ဆိုဖာအိုကြီးတွေနဲ့နေရမှာချိတ်ထားတဲ့ဓာတ်ပုံဟောင်းကြီးတစ်ပုံကိုတွေးလိုက်ရတဲ့ဓာတ်ပုံထဲမှာတထေးကြီးဦးမင်းခေါင်ရဲ့သူ့ဇနီးရဲ့သမီးငယ်လေးရဲ့ရိုက်ထားတာပါထူးခြားတာကဓာတ်ပုံထဲကမျက်နှာတွေကိုဘသူကချစ်ထားမှန်းမသိပဲမျက်နှာတွေပြက်နေတယ်ည7:00နာရီထိုးလူနီးပါးအချိန်ကိုနေတိုးဟာအပေါ်ထက်ကအိတ်ခမ်းတစ်ခုမှာကင်မရာထောင်ပြီးစောင့်နေတဲ့ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်လို့သူ့နှလုံးခုန်တန်ကိုတောင်ပြန်ကြားနေရတယ်ရုတ်တရက်အောက်ထပ်ကနေစနေရတီးတန်တက်တက်လေးကြားလိုက်ရတယ်။တင်းတောင်းဒီအိမ်မှာလူမနေတာ250ကျော်ပြီးဘသူကစနေရတီးနေတာလဲကိုနေတိုးကြောက်စိတ်ကိုထိန်ပြီးဓမီကိုကင်ကင်မရာကိုဆွဲပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်။လေကားတစ်ထစ်ချင်းစီနင်းလိုက်တိုင်းအိမ်ကြီးကတုန်ခါသွားသလိုပဲထိတ်လန့်ဖွယ်အထွတ်ထိပ်အခန်းထဲကိုရောက်တော့စနေရတန်ရက်သွားတယ်ဒါပေမဲ့စနေရခုံမှာဘသူမှမရှိဘူးကိုနေတိုးစနေရနာကိုကတ်သွားလိုက်တဲ့အချိန်မှာသူ့နောက်ကြောဘက်စီကနေအေးဆက်ဆက်လင်းငွေတစ်ခုဖြစ်တိုက်သွားတယ်ပြီးတော့အမျိုးသမီးတစ်ယောက်ရဲ့ငိုတန်းလူရဲတန်းလူအတန်ကိုကြားလိုက်ရတယ်ရှင်ဘာလာလောက်တာလဲကိုနေတိုးချက်ချင်းလှည့်ကြည့်လိုက်တယ်ဘသူမှမရှိဘူးဒါပေမဲ့သူကင်မရာစကရင်ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့သူ့သွေးတွေအေးခဲသွားတယ်ကင်မရာစကရင်ထဲမှာသူ့ပခုံးပေါ်ကိုမေးတင်ပြီးကြည့်နေတဲ့မိန်းမတစ်ယောက်မျက်နှာတစ်ခုလုံးသွေးတွေဆူရွှဲနေပြီးမျက်လုံးတွေကအနက်ရောင်ပြာကျနေတယ်ကိုနေတိုးအော်ဟစ်ပြီးအိမ်ထဲကနေပြေးထွက်ဖို့ကြိုးစားတယ်ဒါပေမဲ့တကားမကြီးကပွင့်မလာဘူးအိမ်ကြီးတစ်ခုလုံးလှုပ်ခါလာပြီးအပေါ်ထက်ကနေခြေတံပြင်းပြင်းတွေဆင်းလာတန်ကြားလိုက်ရတယ်ပြန်သွားဆိုတဲ့အတန်နဲ့ကြီးတစ်ခုပေါ်လာပြီးနောက်ကိုနေတိုးသတိလစ်သွားခဲ့တယ်မနက်လင်းတော့ရွာသားတွေကကိုနေတိုးကိုအိမ်ရှိကမျက်ခင်းပြင်မှာမေ့လဲနေတာတွေ့လိုက်ရတယ်သူဘေးကင်းသွားပေမဲ့သူရိုက်ကူးထားတဲ့ကင်မရာတွေကဖိုင်တွေအားလုံးပျက်စီးနေခဲ့တယ်ဒါပေမဲ့တခုလေးတော့ကြံခဲ့တဲ့အတန်ဖိုင်တစ်ခုမှာတော့ကိုနေတိုးရဲ့အော်တန်နဲ့အတူနောက်ဆုံးမှာတိုးတိုးလေးပြောလိုက်တဲ့မိန်းကလေးတစ်ယောက်ရဲ့အတန်ပါလာတယ်နောက်တစ်ခါထက်လာခဲ့နော်ဇလန်းလေးကိုသဘောကျမယ်လို့ထင်ပါတယ်ဗျာ